ယောက်ျားလေးတွေတန်မှုမထားတဲ့မိန်းကလေး10မျိုးယောက်ျားလေးတွေကဘလောက်ချစ်ချစ်ဒီလိုမိန်းကလေးတွေကိုတန်မှုမထားကြပါဘူးဒီလိုမိန်းကလေးတွေကိုတော့ယောက်ျားလေးတွေကကိုယ့်ချန်တဲ့ကချက်ဘဲချိန်ရိုက်ရနေဆိုတဲ့အချို့မျိုးနဲ့ဆက်ဆံလေးရှိကြပါတယ်အချစ်ခံခြင်းနဲ့ဆိုရင်တော့ဒီပြုမှုတွေကိုရှက်တန်းကရှက်ပြီးပြောင်းလဲပြလိုက်ပါနံပါတ်1သူတို့စာပို့ရင်ချက်ချင်း reply ပြန်တဲ့မိန်းကလေးနံပါတ်2သူတို့ကိုအဆုံးရှုံးမခံနိုင်ပဲအတင်းကတ်တွေတဲ့မိန်းကလေးနံပါတ်3သူတို့တောင်းဆိုသမျှအလွယ်တကူလိုက်လျောတက်တဲ့မိန်းကလေးနံပါတ်4မာနမရှိတဲ့မိန်းကလေးနံပါတ်5ကိုဘဝတိုးတက်ဖို့မကြိုးစားပဲအပျော်ပါးမှတ်တဲ့မိန်းကလေးနံပါတ်6သူတို့ကိုစာပြီးဖွင့်ပြောတဲ့မိန်းကလေးနံပါတ်9တပြိုင်တည်းရီးစားများကြီးရှုပ်ပွေတဲ့မိန်းကလေးနံပါတ်10လိုချင်တာဝယ်ခိုင်းပြီးပူစာတက်တဲ့မိန်းကလေးနံပါတ်9လျှို့ဝှက်ချက်မထားပဲကိုဘဝအကြောင်းအကုန်ပြောပြတတ်တဲ့မိန်းကလေးလျှို့ဝှက်ချက်ထားတဲ့လူကမှဆွဲဆောင်မှုရှိတာပါနော်နံပါတ်10အရန်ချစ်ပြတဲ့မိန်းကလေး